ခင်ဗျားတို့အနေနဲ့မြန်မာပြည်မှာတည်ထားပြီးဟာဒါတွေကဈေးကြီးတယ်ဈေးပိုကြီးလို့ရှိရင်ဒီဟာတွေကပိုကောင်းမှာပဲလို့တွေးထားတဲ့ဟာတွေကခေတ္တနှစ်လက်ပါတဲ့ဒီကောင်ဒီ hard ကိုဓာတ်ရိုက်ကြီးသွားတယ်ဆိုတာကိုသိဖို့လိုတယ်အဲ့ဒါကိုအားလုံးမေ့ထားကြတယ်ဆိုတော့ ACD တွေhemoglobin တွေစသဖြင့်ပေါ့နော် red blood cell တွေ red blood think blood ဖြစ်လာတဲ့ခါမှာကြာရင်လူကတော်တော်ဒါနှလုံးအတွက်မကောင်းဘူးဆိုတဲ့ပိုင်းတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မင်းခန့်ပါဘိုးကျင် Fitness Center နဲ့ဘိုးကျင် Academy Trainer တင်တန်းကျောင်းကိုတည်ထောင်ထားတဲ့ founder တယောက်ဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီ hypertrophy နဲ့ပတ်သက်ပြီးတော့စာရေးလည်းသင်ပေးတယ်အဲ့ဒီအပြင်မှာကျွန်တော်ကိုယ်တိုင်ကဒီ body building နဲ့ body transformation ကို coaching လုပ်ပေးတယ်ပေါ့နော် PT ပြပေးပါတယ် train ပေးပါတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းလက်ရှိမှာပြိုင်ပွဲတွေပြိုင်နေပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ minute စာပါဒါတော့ကျုပ်10လုံးအနှစ်တစ်လုံးပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်လောလောဆယ်မှာ calorie deficit လုပ်တယ်ကျွန်တော် cup ကို short တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ဘဝမှာတစ်ခါမှမလုပ်ဘူးတဲ့အချိန်တိုအတွင်းပြိုင်ပွဲတွေပြင်ဆင်တဲ့ဟာလေးကိုလုပ်လိုက်ရတယ်ပေါ့နော်။ဒါဘာကြောင့်လဲဆိုရင်ကျွန်တော် Olympia Major ပွဲကိုပြိုင်ဖို့အတွက်ကို qualify ဖြစ်ဖို့ကျွန်တော် regional ဖြတ်ဖို့လိုတယ်။ဒါကြောင့်ကျွန်တော် regional ဖြတ်ဖို့ကလက်ရှိမှာ6ပတ်ပဲအချိန်ရတယ်။ PV မပါဆို9ပတ်ပဲအချိန်ရတယ်။ဒီ9ပတ်အတွင်းမှာကျွန်တော် fat% 11 လောက်ရှိတာနေပြီးတော့ကျွန်တော် fat% 4-5လောက်အထိကိုဒီ9ဘက်လောက်နဲ့ရနိုင်မလားပေါ့နော်ဒီတစ်ခုကလည်းအရေးကြီးတယ်အဲ့ဒီမှာကျွန်တော်ဗာပြောကြရှိတယ်ဆိုတော့ကျွန်တော်အစီချတဲ့အခါမှာတော်တော်များများကဝေးချလာရင်းနဲ့အချိန်လေးနည်းနည်းကြာလာပြီဆိုတဲ့အခါမှာကြာလို့ရှိရင်ဒီဆေးဝါးတွေအကူကြီးတွေကိုအရင်ကြီးတုံ့ပြုချင်ကြရပေါ့နော်အဲ့နံပါတ်1တစ်ချက်ပြောချင်တာကမလို့အဖဲနဲ့ဆေးဝါးတွေ PED တွေ steroid တွေဆိုတဲ့ဟာကိုတာမန်လူတွေအနေနဲ့မသုံးသင့်ဘူးဆိုတဲ့ဟာကိုကျွန်တော်ပြောချင်တယ်ကျွန်တော်လိုမျိုးဒီ pro level တခုထိသွားပြိုင်နေတဲ့သူတယောက်တောင်မှကျွန်တော်ဒီအခုပြင်ဆင်တဲ့ပွဲမှာanabolic steroid အကျန်းကြီးတွေကိုထည့်မသွားဘူးဆိုတဲ့ဟာကိုကျွန်တော်ဒီနေ့ knowledge sharing အနေနဲ့ပြောပြချင်ပါတယ်အဓိကအားဖြင့်ကတော့ကျွန်တော်တို့ calorie ကို short ပြီးတဲ့အခါမှာ nutrition တန်ဖိုးကိုမြင့်မားတဲ့အစားအသောက်တွေကိုကျွန်တော်တို့ရွေးချယ်တတ်ဖို့လိုတယ် protein ပြည့်ဝအောင်စားမယ် carbohydrate ကိုကျတော့ကျွန်တော်သုံးမဲ့ industry ကိုမူတည်ပြီးတော့ကျွန်တော် carbohydrate ကိုလိုအပ်တဲ့လောက်ပဲဖြည့်တယ်ဖြတ်ပစ်တာမျိုးတော့မဟုတ်ဘူး low carb ပေါ့နော်ပြီးတဲ့အခါမှာ9ရက်မှာတစ်ချိန်လောက်တော့ metabolism အတွက်ကို carbohydrate ပြန်ထည့်တဲ့ဟာမျိုးတွေလည်းရှိတယ် repeat တွေလည်းရှိတယ်ဒါကတော့ပညာကန်းတွေအရင်ကြီးများသွားပြီနောက်မှကျွန်တော်သိချာရှင်းပြပေးမယ်အဲ့တော့ဒီနေ့ပြောချင်တဲ့အဓိက target ကကျတော့ဗာလဲဆိုရင်ကျွန်တော်ဒီပြိုင်ပွဲမှာဒီအစီကျသွားဖို့အတွက်ကိုကျွန်တော်အားလုံးတိကြတဲ့ clenbuterol ကျွန်တော်မသုံးပါဘူးဘာလို့ clenbuterol မသုံးလဲဆိုလို့ရှိရင်ကျွန်တော် clenbuterol တစ်ချမ်းလောက်တောက်တာတော့မှ20 mg ဆိုတော့ကျွန်တော်ရင်တုံတယ်တနေ့ကုန်စိတ်ဖိစီးကြမျိုးဖြစ်တယ်အဲ anxiety ဖြစ်တယ်ကျွန်တော်ကျွန်တော်လည်းအဆင်မပြေဘူးရင်တုံနေဆိုအရင်တုံလာလို့တော့မဟုတ်ဘူးကျွန်တော် heart rate မြင့်နေုံမနေတတ်တဲ့ကောင်ဘူးကျွန်တော်ဒီတိုင်းထိုင်နေကျွန်တော် heart rate က60လောက်ရှိရကောင်ဆိုတော့အရင်တော့ကကျွန်တော် angioan ကစားသမားဘောကန်နဲ့ပြေးတယ်တာဝေးပြေးတယ်တာထူပြေးတယ်ဒီလိုအပြေးသမားတယောက်ငယ်တွေကလုပ်ခဲ့တာဖြစ်တယ်ပြီးစပိန်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့တက်လုံးကသူများထက်ပိုပြီးညိန်တယ်โอเคကုန်ပြီအဲ့တခုကျွန်တော် clan မသုံးဘူးနောက်တစ်ခုက T3 မသုံးဘူးclan သုံးတာတော့ရင်တုံတာဘာညာဒါတွေမျိုးဖြစ်တာပေါ့ဗျာသူက anxiety ဖြစ်တာတနေ့ကုန်လုံးစိတ်ဖိစီးမှုဖြစ်တာဒီဖြစ်တာအတွက်ကျွန်တော်မသုံးဘူးဘာကြောင့်မသုံးလဲဆိုကျွန်တော်တနေ့ကုန် PT ပြရတယ်ကျွန်တော်မနေ့6နာရီခွဲကနေပြီးတော့ည7နာရီခွဲဒီ PT ပြရတယ်ဒီဟာတွေကိုလည်းကျွန်တော်ရက်လိုက်လို့မရဘူးရက်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ပြိုင်ပွဲသွားဖို့အတွက်ပတ်စံမရှိဘူးเนาะနောက်တစ်ခုက T3 ကကျတော့ခန္ဓာကိုယ်မှာရှိတဲ့ဇီဝကာမကိုဖြစ်စဉ်ကိုသူကဟိုးနဲ့လို့ဆွဲတင်တယ်အဲ့တော့ clenbuterol နဲ့ T3 နဲ့ဘာကွာလဲဆို clenbuterol က muscle ကိုမကြအောင်ထိန်းပြီးတဲ့ effect ပါတယ်ပေါ့နော် T3 ကကျတော့ muscle ပါကြတာအဲဆိုတော့ muscle ပါကြရဆိုတော့အဲ့မကြအောင်ဘယ်လိုထိန်းလဲဆိုတော့ခင်ဗျားတို့အနေနဲ့ carbohydrate တွေ protein တွေ fat တွေတိုင်ပင်လွဲတာနဲ့ T3 က muscle ပါကြပြီးလူကသေးသွားတာအစီကြတာတော့ तू ကကောင်းဆုံးပဲပိုးဆိုးပတ်ဆက်ကြတဲ့အထက်မှာပါတယ်ပေါ့နော်ဆိုတော့ဒီအစားအသောက် nutrition မှားတာနဲ့ T3 က muscle ပါပါတယ်ဆိုတော့ကျွန်တော်ပြောချင်တယ် T3 ကျတော့တနေ့ကုန်နုံကြီးဖြစ်နေ fatigue ဖြစ်နေသူကနှုံးပြီးနေတယ်ဆိုတဲ့ခါကျတော့ကျွန်တော်အဲ့လိုနှုံးနေကျွန်တော်လုပ်လို့မရအောင်ကျွန်တော်တခြားလုပ်တွေရှိတယ်ဥပမာပေါ့ရုံးကိစ္စတွေကျွန်တော်သွားကြရရှိတယ်ကျွန်တော်လုပ်ငန်းနဲ့ပတ်သက်ပြီး business နဲ့ပတ်သက်တဲ့ဟာတွေရှိတယ်ဒီခါကျရင်ကျွန်တော်ရဲ့ခေါင်းကအတွင်းမြင်တွေထွက်မလာဘူးကျွန်တော်တုံးလို့မရအောင်ဆိုတော့ clenbuterol မတုံးဘူးကျွန်တော် T3 မတုံးဘူးနောက်တစ်ခုက trembolone ပေါ့နော် trembolone ကကျတော့အရင်မိုက်တယ်လုံးဝ dry ဖြစ်တယ် hard ဖြစ်တယ်ပြိုင်ပွဲစင်ပေါ်မှာ load ကောင်းတယ်ကွဲပြဲနေတာတော့မှန်တယ်တိုးတော့ကျွန်တော်အနေနဲ့ကဒီ trend cost နဲ့ပတ်သက်ပြီးတော့ဘာဖြစ်လဲဆိုလို့ရှိရင်နည်းနည်းလေးပေါ့နော်10 mg လောက်ခန္ဓာကိုယ်ရဲ့ဝင်သွားခဲ့တယ်ဆိုရင်တော့မှပဲကျွန်တော်ကနှာခေါင်းအနက်တင်ရတာတချို့တွေပြောတာဟာသွေးကြောရှောင်ထူသွေးကြောထိလို့မဟုတ်မဆိုင်ဘူးကျွန်တော်ခန္ဓာကိုယ်တွေကဒီ trend ကို sensitive ဖြစ်နေတဲ့အထက်မှာပါတယ်ဆိုတော့ပြီးတော့နောက်တစ်ခုကဒီ gyno နဲ့ပတ်သက်တဲ့ဟာပေါ့နော်2020လောက် B class မှာကျွန်တော်ဒီ gyno စဖြစ်တယ်
ပြီးတော့ပြန်ပြောက်သွားတယ်ပေါ့နော်ဆိုတော့တချို့တွေကပြောကြတာဒီဂိုင်းနိုတို့ဖြစ်တာတို့အဖုပေါက်တာတို့မပေါက်တာတို့ acne ထွက်တယ်မထွက်တဲ့ကိစ္စတွေကဆေးသုံးတာတော်လို့မတော်လို့မဆိုင်ဘူးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မျိုးရိုးဗီဇရဲ့ဟော်မုန်းနဲ့ဆိုင်တယ်ဟော်မုန်းကြောင့်ဖြစ်တယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်တက်စတိုစテロンနည်းနည်းလေးထည့်တာနဲ့ခန္ဓာကိုယ်အများကြီးထိရောက်တဲ့အထက်မှာပါတယ်ဒီဘွဲမှာဆိုလို့ရှိရင်တစ်ပတ်လုံးမှ 0.7 ဆိုတဲ့ပမာဏနဲ့ကျွန်တော်ပြိုင်ပွဲအတွက်ပြင်ဆင်တယ်ဒါပေမဲ့ 0.7 ဆိုတဲ့ပမာဏနဲ့ပြင်ဆင်တာကလောလောဆယ်88 kg ရှိရနော်ကျွန်တော်ပြောချင်တာကအဓိကဘာလဲဆိုရင်ကျွန်တော်တို့ရဲ့ normal ခန္ဓာကိုယ်မှာရှိနေတဲ့ကျွန်တော်တို့မျိုးရိုးဗီဇဂျင်းကပါလာတဲ့ဟော်မုန်းရဲ့သူ့ရဲ့တုံ့ပြန်မှုကိုကျွန်တော်သိဖို့လိုတယ်ကျွန်တော်ခန္ဓာကိုယ်ကြာတုံ့ပြန်မှုအများမြန်တယ်အများကြီးမလို့ဘူး anabolic steroid တွေအများကြီးမလို့ဘူးね natural ကိုတွေကခန္ဓာကိုယ်ကတော်တော်လေးကိုဘယ်လိုပြောလဲ response ကောင်းတဲ့အထဲမှာပါတယ်ဆိုတော့ပပလေးပုတ်လိုက်တာနဲ့သူများ2ဆ3ဆလောက်ကိုကျွန်တော်သွားတယ်ဆိုတော့ဒီပွဲမှာကျွန်တော်ပြောနေခြင်းဒီဂုံယူပြီးပြောနေခြင်းလည်းမဟုတ်ဘူးဖင်အားပြီးပြောနေခြင်းလည်းမဟုတ်ဘူးဒီလိုမျိုးမလုပ်လိုက်လို့ပြိုင်ပွဲပြိုင်ပြီးတော့အကယ်၍ကျွန်တော်ရှုံးသွားခဲ့တယ်ဆိုရင်တော့မှပဲငါဒါတွေမသုံးလို့ရှုံးတာပါကွာလို့အကြောင်းပြမဲ့လူမျိုးလည်းမဟုတ်ဘူးအကြောင်းပြဖို့ပြောနေတာလည်းမဟုတ်ဘူးခင်ဗျားတို့ကို sharing လုပ်ချင်တာပေးချင်တဲ့ message က tram မသုံးဘူး T-Pro မသုံးဘူး sorry tram မသုံးဘူး T3 မသုံးဘူးပြီးလို့ရှိရင် clam ဘူးတော့မသုံးဘူးလူကိုနှုံးစေတဲ့အရာတွေဒီဟာတွေကိုကျွန်တော်မသုံးမင်းနဲ့ကျွန်တော်ပြိုင်လို့ရတယ်အစီချလို့ရတယ်တာမန်တက်ဆိုရုံးလေးပေါ့ပပပဲရှိရဲ့DHT base လေးနေနဲ့ကျွန်တော်သွားလို့ရတယ်ဆိုတော့ကျွန်တော်ပြောချင်တာဆိုတော့ blocking လုပ်တဲ့ကာလမှာလည်းကျွန်တော်တက်ကလုံးဝမသုံးဘူး nandro လုံးဆိုရင် NPP လုံးဝမသုံးအဲ့နှစ်ခုလုံးကျွန်တော်လည်းမတည့်ဘူးကျွန်တော်တို့ sustain တော့ကျွန်တော်ထိုးလို့မရဘူးထိုးရတယ်ကျွန်တော်ဖြားရတယ်ဆိုတော့ဒါကြီးကျွန်တော်မသုံးခဲ့ဘူးဘာတွေသုံးခဲ့လဲဆိုတော့ test pay လေးတွေပေါ့ test C လိုမျိုးလေးတွေ T Pro လိုမျိုးလေးတွေနဲ့ကျွန်တော် run နေပေါ့နော်နောက်တစ်ခုကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကြမ်းကြမ်းတန်းဘာမှမလုပ်ပဲလန်းလန်းဆန်းဆန်းနဲ့ပဲကြမ်းကြမ်းတန်းမဟုတ်ပဲလန်းလန်းဆန်းဆန်းနဲ့ပဲကျွန်တော်ပြိုင်ပွဲပုံhard and drying ဖြစ်တဲ့ condition တစ်ခုနဲ့ရှောက်သွားမလားဆိုတာကိုကျွန်တော်လည်းchallenge ဖြစ်တယ်ခင်ဗျားတို့အနေနဲ့လည်းစောင့်ကြည့်ပေးပေါ့နော်ဒီဘေးကြီးကပြောပြီးသွားပြီပြောတဲ့အတိုင်းဟုတ်ရဲ့လားဆိုတာကိုခင်ဗျားတို့သိဖို့လိုတယ်ဆိုတော့blocking လုပ်တဲ့ကာလမှာလည်းကျွန်တော် dagger တွေ nandro လုံးတွေ NPP တွေမသုံးခဲ့ပြီး EQ ကျွန်တော်လုံးဝမသုံးဘူးအရင်ပွဲတော့ EQ သုံးခဲ့ဘူးလေ black thing အရန်ဆိုတယ်ခန္ဓာကိုယ်မထီဘူးထိတဲ့ရှောက်ပြောတယ် black thing အရန်ဆိုပြီးတော့ primo bolan ကျွန်တော်လုံးဝမသုံးတော့ဘူးဘာကြောင့်မသုံးတာဆို primo bolan ကLDN ကိုစောင်းရမြင့်ပြီးတော့ HDN ကိုစောင်းရကြတဲ့အပိုင်းတွေရှိတယ်အဲ့တော့ခင်ဗျားတို့အနေနဲ့မြန်မာပြည်မှာတည်ထားပြီးဟာဒါတွေကဈေးကြီးတယ်ဈေးပိုကြီးလို့ရှိရင်ဒီဟာတွေကပိုကောင်းမှာပဲလို့တွေးထားတဲ့ဟာတွေကkidney liver ထက်ဒီကောင်ဒီ heart ကိုတိုက်ရိုက်ကြီးသွားတယ်ဆိုတာကိုသိဖို့လိုတယ်အဲ့ဒါကိုအားလုံးမေ့ထားကြတယ်ဆိုတော့ HCD တွေ hemoglobin တွေစသဖြင့်ပေါ့နော် red blood cell တွေ red blood thin blood ဖြစ်လာတဲ့ခါမှာကြာရင်လူကတော်တော်ဒါနှလုံးအတွက်မကောင်းဘူးဆိုတဲ့ဘိုင်းတွေကိုကျွန်တော်ပြောချင်တယ်အဲ့တော့ခင်ဗျားကဘာလုပ်လဲဘာလို့လဲဆိုကျွန်တော်ဒီ testosterone base ကိုသွားပါတယ်ပြိုင်ပွဲနာနီးတဲ့ခါမှာ6ဘက်လောက်မှာကျွန်တော် dihydrotestosterone ဆိုတဲ့ SHBG ကိုနှိမ်ပြီးတော့ free testosterone ကိုပို့ပြီးလွတ်လပ်စွာပွင့်လန်းစေမဲ့အားမျိုးတွေကျွန်တော်သွားတယ်dry နဲ့ hard နဲ့ကိုသွားတယ်ဒါပေမဲ့အရန်ကြမ်းတဲ့ဟာတွေမဟုတ်ဘဲနဲ့အစားအသောက်နဲ့ထိန်းတယ် training နဲ့ထိန်းတယ် diet နဲ့ထိန်းတယ်ကျွန်တော်ဒါကိုပြောချင်ပါတယ်အဲ့တော့အခုနောက်ပိုင်းမှာက online ပေါ်မှာဒီ underground lab မှာပဲရှိနေရှိလိုက်တဲ့PED တွေကအများကြီးတိုးတက်လာတယ်ဆိုတော့ကျွန်တော်ဒီ PED coach မဟုတ်ဘူးကျွန်တော်ဒီ real body transformation body recomposition body building coach တယောက်ဖြစ်တယ်ပုံမှန်လင်းပြောရင် natural ကိုပို့ပြီးအားပေးပါတယ်ခင်ဗျားတို့သုံးကျင်နေဆိုတဲ့ခါကျတော့ခင်ဗျားတို့ရဲ့အုံနောက်ထဲမှာရှိတဲ့အတိညာဉ်တွေနဲ့ခင်ဗျားတို့ပိုင်းခြားဆုံးဖြတ်ပြီးတယ်ခင်ဗျားတို့ coach ကိုရွေးတင်တယ်ဆိုတော့ကျွန်တော်ကတော့ကျမ်းမာရေး live ဆိုင်တစ်ခုကိုရှေ့ရှုပြီးသွားတယ် trainer တယောက်ဖြစ်တယ်တိုးတော့ကျွန်တော်ကိုယ်တိုင်ပြိုင်တာဖြစ်တဲ့အတွက်ကျွန်တော်လုပ်တဲ့တာကိုလုပ်တယ်ကျွန်တော်လိုအပ်တဲ့ပညာကိုသူများတဲ့ပို့ပြအောင်ဖြည့်ထားတယ်ကျွန်တော်နိုင်ငံတကာကိုသွားတယ်ခြေလမ်းကိုအကျယ်ကြီးလှမ်းတယ်ဒါပေမဲ့အစွန်းမရဘူးဆိုတော့ကျွန်တော်ပြောချင်တယ်အဲ့တော့အားလုံးပဲကျမ်းမာချမ်းသာတဲ့ live ဆိုင်တစ်ခုပိုင်ဆိုင်နေပါစေ body building လုပ်တာပဲဖြစ်ဖြစ် body transformation လုပ်တာပဲဖြစ်ဖြစ် body recomposition လုပ်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကျန်းမာရေးအတွက်ဆော့တာပဲဖြစ်ဖြစ် fitness life ဆိုင်တွေလုပ်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ target goal ပေါ်မူတည်ပြီးတော့လိုအပ်ရင်လိုအပ်တယ်လို့ချိန်ကြည့်ပါအစွန်းမရောက်ပါနဲ့အစွန်းကိုရောက်လာရင်အောက်ကိုပြုတ်ကျတတ်ပါတယ်ဒါကိုသိဖို့လိုပါတယ်ဆိုတော့အခုနောက်ပိုင်းမှာ AI အနေနဲ့research လုပ်တာတွေကိုယ့်ကိုရှောက်ထိုးပြီးပြောချင်တာပြောတဲ့ဟာတွေ short တင်တယ်လို့ကျွန်တော်မြင်ပါတယ်ဆိုတော့ကျွန်တော်တို့ကိုမေးရင်တော့ကျွန်တော်တို့ဒီအများကြီးဆိုင်ရန်တွေကိုအများကြီးလေ့လာတယ်ကိုယ်တိုင်ဒီလောကထဲမှာ28ပွဲပြိုင်ပြီးပြီ19နှစ်လောက်ဖြတ်သန်းပြီးတဲ့အခါမှာအတွေ့အကြုံတွေကကောင်းခဲ့တာလည်းရှိတယ်မကောင်းခဲ့တာလည်းရှိတယ်နောက်ပိုင်းမှာကျွန်တော်အရှိမမှားခဲ့တဲ့အမှားတွေအများကြီးရှိတယ်ကျွန်တော်ထရမ်ဘူလုံးတွေကို9ရက်ထဲ3ပြစ်တာတော့ဘာလို့အဲ့ဟာတွေကိုကျွန်တော် pocket နဲ့ series လိုက်ကိုကျွန်တော်ပြန်လုပ်ပေးပါမယ်အကယ်၍လုပ်ပြီးစီခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ video အောက်မှာ yes လို့မှတ်ခဲ့ပါအားလုံးကျေးဇူးများကြီးတင်ပါတယ်
ကျွန်တော်စားလိုက်ပါဦးမယ်ကြက်ဥ bye bye